ရခိုင်ပြည်တွင်းကပစွန်ကြောက်လုပ်ငန်းနဲ့ရေခဲပစွန်ရောင်းဝယ်ရေးလုပ်ကိုင်ခဲ့ကြတဲ့တနိုင်တစ်ပိုင်းကုန်သည်တွေဟာရခိုင်မြို့သိမ်းတပ်ပွဲဖြစ်ပွားခဲ့တဲ့အချိန်ကစပြီးအာဏာသိမ်းစစ်တပ်ကဆက်သွယ်ရေးလမ်းကြောင်းတွေကိုပိတ်ဆို့ခဲ့တာကြောင့်သူတို့ရဲ့လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရပြီးအခက်ကြုံနေရတယ်လို့ဆိုကြပါရယ်။ကာလမသိခါဆိုရင်အခါကြီးကတော့ရခေပဇံကိုပထမဆုံးဦးစားပြီးတော့လုပ်ခိုင်းရခေပဇံရှော့ပါလာရှင်မပဇံခေါရွှေပဇံခေါဖက်ကိုလိုက်လာနေရဟဒီနဲ့ဇဝနေတွေကိုတပိတ်နဲ့လုပ်တယ်လေမလေးအရောင်းထေလို့ရပါရဟာစကေအဆောင်ပဲစမှုတမှုဒီအခုကလမ်းမဆက်တဲ့ဒီကပိတ်လာရဲ့ရခေပဇံလည်းမလုပ်လဲရရှင်ကျောင်းရွှေပဇံတောင်းနေလုပ်ဒီကြလေအလုံးလမ်းပိတ်လာခါဆိုတာခေါင်းကြီးဇကောအခက်ခဲပိတ်လာခါအရင်ကပြည်ပနိုင်ငံတွေနဲ့ပြည်မဘက်ကိုအဓိကတင်ပို့ခဲ့တဲ့ပစွန်ကြောင့်နဲ့ရေခဲပစွန်လုပ်ငန်းတွေကိုရန်နာခဲ့ရပြီးလက်ရှိမှာစားပစွန်ရောင်းချတဲ့လုပ်ငန်းကိုသာလုပ်ကိုင်နေရတယ်လို့ဦးလာကျော်မြင့်ကဆိုပါတယ်အခုခရင်မှာအရင်ရွှေပဇံအလုပ်ဒီရခဲအလုပ်ဒီလေအလုံးပိတ်လာရဲ့ဒီလေအမေရိကန်တော့လေမလုံးနိုင်ဆိုခါဒီလေဟင်းအရင်ခါလုံးစနေပိတ်ဒီနဲ့တွေ့ပြီးကြောက်တော့ဘက်ကိုဆော့ပဇံရှိတခုကလုံးနေရဘယ်တော့အလုပ်ကမဟင်းပါစားပစွန်လုပ်ငန်းကိုလုပ်ကိုင်ရမှာလဲဈေးကွက်မတည်ငြိမ်မှုဈေးနှုန်းအတည်တကျသတ်မှတ်ထားတွေမရှိတဲ့အတွက်အခက်တွေ့နေရတယ်လို့၎င်းကဆိုပါတယ်။ဆောင်းနေစကားလေးဆောင်းနေတပိတ်တစ်စက်လာအဆောင်ပဲဘယ်တော့အဆောင်မပဲလဲရ။ကြောက်တော့စီကလာနေရဆိုတာမဇီမရခတ်မျိုးဇီရခတ်မျိုးဟုတ်ကဲ့မျိုးပဲခက်ခဲတဲ့ဟင်းစိတ်ကြောက်တော့မကြဟာလေတော့ရခိုင်တပင်းလေးလုံးကဘဇက်ဒီလိုက်ပါလိုက်တဲ့ဆိုတာတခါတရီတကောရုပ်ပြီးဘဇက်တပိတ်ကိုငါထုံနေပြီးခပြီးရလိုက်တယ်ခေါက်ထွားခါလေးရာခါရဲပုံစံမျိုးဒီလေးဟင်းအခက်ခဲဒီကတော့ဟာလက်ရှိမှာတော့ဦးလာကျော်မြင့်နဲ့ငါးဖမ်းပိုက်သမားတွေဟာလမ်းမဆက်သွယ်ရေးတွေအများဆုံးပြည့်လည်ကောင်းမွန်လာဖို့နဲ့အရင်လိုပစွန်ရောင်းဝယ်ရေးလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နိုင်ဖို့ကိုမျှော်လင့်နေကြပါတယ်။ဒါပဲလုံးစုံမှုတွေမျိုးလုံးပိုးလေးဆိုတော့ကဇီတခုကိုတော့တန်ဇီတခုကိုတော့လောဆောင်နေပိတ်ဒီမှာလေးဟောနာနဲ့လောရှာရတယ်သူတို့မှလေးသူတို့တန်ဖိုးရောင်းလောဆောင်ပဲအခန်းကြီးတို့နည်းနည်းလေးရပဲအလုံးပဲအဆောင်ပစီရှန်ရဟောက်ပဲမျိုးလုံးဇတိကတော့ပရိမဘက်ကိုတန်ပိုးလာဖို့ဆိုတော့ပိုလို့အဆောင်ပြခွင့်နေရအခုပဲလမ်းပိတ်တော့ဆိုတော့ကစားပဲတောင်ဖို့စားလဲခေါင်းကြီးမှလည်းလောက်သေးလို့မတန်းနဲ့ခဲလေးမအခက်ခဲဒီကတော့အမြောက်ကြီးအဆက်ဒီကဟင်းရဲ့အဆက်ဒီဟင်းလို့ကလမ်းပိတ်နေခါလိုရာကိုမရောက်နိုင်ကြနေမလို့ပုစဇာတော့ကခိုင်ပေကြီးအရင်အီရှာပေကြီးလက်ရှိစားရှိဒီပေါ်လို့ပဲလုံးဝကငန်းခွန်ရှိတဲ့အရင်ဟာပဲလေဘပေကြီးရှိုးမို့ရှင်နဲ့အီရှာကိုရောက်စီချောင်းလို့ပေါ်ချောင်း